မန္တလေးတိုင်းဝမ်းတွင်းနဲ့မြစ်သားမြို့အနီးဗဟိုပြုကပြင်းအား Richter စကေး 9.9 အဆင့်ရှိငလျင်လှုပ်မန္တလေးတိုင်းမိထီလာခရိုင်ဝမ်းတွင်းမြို့အနီးကိုဗဟိုပြုကပြင်းအား Richter စကေး 9.9 အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။မေလ18ရက်မြန်မာစံတော်ချိန်ည10:25အချိန်ခန့်တွင်မန္တလေးတိုင်းကျောက်ဆည်မြို့အနောက်တောင်ဘက်35ကီလိုမီတာအကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍ Richter စကေး 9.9 အဆင့်နှင့်အင်အားအသင့်တင်ရှိသည့်မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါသည်။စကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက်ငလျင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်များနှင့်အညီနေထိုင်ကြပါရန်ထပ်မံအသိပေးအပ်ပါသည်လို့ဖော်ပြပါသည်။အဲ့ဒီငလျင်တန်းကိုမန္တလေးမြို့ခံတွေတိတိတတ်တာခံစားလိုက်ရပြီးတချို့ကအိယာကနေဆင်းပြေးကြတယ်လို့မြို့ခံတွေကပြောပါတယ်။ငလျင်ကတော်တော်ပြင်းတယ်လှုပ်တဲ့အချိန်ကလေးမိနစ်ဝက်လောက်ကြာတယ်လူတွေကလမ်းပေါ်ဆင်းပြေးကြတယ်လို့မန္တလေးမြို့မဟာအောင်မြေမြို့နယ်မှာနေထိုင်သူတဦးကပြောပါတယ်မတ်လ28ရက်ကစကိုင်းမြို့အနီးကိုဗဟိုပြုကလှုပ်ခတ်ခဲ့တဲ့ပြင်းအား Richter စကေး 9.9 အဆင့်ရှိငလျင်ကြီးနဲ့နောက်ဆက်တွဲငလျင်တွေလှုပ်ခတ်ပြီးနောက်ယခုငလျင်ဟာအပြင်းထန်ဆုံးဖြစ်တယ်လို့မန္တလေးမြို့ခံတွေကဆိုပါတယ်ယနေ့ညပိုင်းလှုပ်ခတ်တဲ့ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုရှိမရှိကိုတော့မသိရသေးပါဘူး